စကပုံတွေကိုပြုတ်သိမ့်နေအောင်ထည့်ရေးထားတဲ့တခြင်းနဲ့တရေးစရာကျင်းထည့်တာခံလိုက်ရတဲ့ဆယ်လီဖြူဖြူတွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီဆွေအိတ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆယ်လီမာလေးဖြူဖြူတွေကတော့တရေးစရာရဲ့တခြင်းတစ်ပုံနဲ့ကျင်းထည့်တာခံလိုက်ရကြောင်းဝိဖက်တန်တွေထွက်ပေါ်လာခဲ့ပြန်ပါတယ်တိုင်းပြည်ပြည်သည့်ဆယ်လီတူဖြစ်တဲ့ဖြူဖြူတွေကတော့သူမရဲ့ဆိုရှယ်မီဒီယာကရရှိတဲ့ဝင်ငွေတွေကြောင့်တထေးမကြီးတူဖြစ်နေကြတာပါအလူပွဲတွေမွေးနေ့ပွဲတွေနဲ့နေဘက်ကပွဲတိုင်းလိုမှာပါဝင်တီးဆိုဖျော်ဖြေရင်းပရိသတ်ချစ်တော်တူဖြစ်နေကြတာပါများသောအားဖြင့်သူမရဲ့ performance တွေနဲ့အတူနာမည်ကြီးဆိုတော်တွေရဲ့သင်းတွေကိုပြန်လည်တီးဆိုဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။တခါတလေမှာတော့မထော်မနှဲဝက်စားတွေနဲ့ဗဇက်ဟောင်းသားဖြစ်ရမယ့်ကားကွက်တွေကြောင့်ဝေဖန်မှုတွေများစွာလည်းခံရသူဖြစ်ပါတယ်။ဒီလိုဝေဖန်မှုတွေများပေမဲ့လည်းနေဘက်မှာတော့သူမဘာမှပွဲစီရဲ့ဒီနာမည်ကြီးနေခဲ့ပြီးပွဲတွေဇက်တိုက်ကိုမှလက်ခံနေရသူပဲဖြစ်ပါတယ်။ဒီလိုတီးဆိုမှုတွေကနေဝင်ငွေများစွာရရှိနေတယ်လို့တစ်ဖက်မှာလည်းလှူဒန်းတွေများစွာပြုလုပ်နေတာကြောင့်သူမကိုချစ်တဲ့ပရိသတ်တွေကလည်းတနေ့တခြားတိုးဝါများပြနေတာပါ။ပြီးခဲ့တဲ့မလမှာဖြစ်ပွားခဲ့တဲ့ငလင်ဘေးကြီးမှာလည်းဖြူဖြူထွေးကသူမစုဆောင်ထားသမျှငွေနဲ့ပရိသတ်တွေဝိုင်းလူတဲ့ငွေတွေကိုဘေးသင့်ရာဒေသတွေကတိသွားရောက်လူဒန်းခဲ့တာပါ။ငွေတွေရောကုညီထောက်ပံ့ရေးပစ္စည်းတွေပါအကျိန်များစွာလှူဒန်းခဲ့တာကြောင့်ကဲစိန်ကြီးဝင်ကြီးဖြစ်လာတော့မယ်ဆိုပြီးတော့ပြောကြတဲ့အထိချီးကျူးခံရတာပဲဖြစ်ပါတယ်။အခုရပိုင်းမှာတော့သူများသချင်းတွေကြီးတီးဆိုနေတဲ့ဖြူဖြူထွေးအောင်ကိုပိုင်သချင်းတစ်ပုဒ်နဲ့တူပေါ်ထွက်လာခဲ့ပြန်ပါတယ်။သူမရဲ့ဆိုရှယ်မီဒီယာအကောင့်တွေပေါ်မှာသူမရဲ့ကိုပိုင်ချင်းသစ်ကိုတီးဆိုရင်းနဲ့တင်လာခဲ့တာဖြစ်ပါတယ်။သူမရဲ့ကိုပိုင်သချင်းကတော့မြန်မာတန်စင်တေးသချင်းခက်အေးတစ်ပုဒ်ဖြစ်ပြီးတော့သချင်းကောင်းစဉ်ကိုဆက်လျှောက်ဆိုပြီးတော့ပေးချခဲ့တာပါ။ကိုပိုင်သချင်းကိုကိုရိုင်းတီးဆိုပြီးတော့ကိုရိုင်းတရုပ်ဆောင်တဲ့ပုံနဲ့တီးဆိုထားခဲ့တာဖြစ်ပါတယ်။တီးဆိုတဲ့အခါမှာလေခေတ်ဆန်တဲ့ fashion တွေနဲ့ခလန်းလန်းတွေဝတ်စားပြီးတော့သချင်းကိုတီးဆိုတရုပ်ဆောင်ခဲ့တာပါ။ဗီယိုလေးထဲမှာတရုပ်ဆောင်တာချစ်ဖို့ကောင်းနေပေမဲ့တချင်းစာသားတွေကတော့နားထောင်ရသူတွေကိုလိုကက်လန်ကြီးဖြစ်နေရတာပါတချင်းရဲ့စာသားတွေအားလုံးလိုကမြန်မာစကားပုံတွေ motivation စကားလုံးတွေကိုအတုံးလိုက်တက်လိုက်ထည့်ရေးထားတဲ့တချင်းကြီးဖြစ်နေကြတာပါဒီလိုမျိုးနားထောင်သူတွေရဲ့နားထဲမှာဆွဲနေစေမဲ့တန်စင်စာသားတွေဖြစ်မနေခဲ့ပဲနေမြန်မာစကားပုံစာအုပ်ကြီးဖတ်ရတယ်လို့ဖြစ်နေတာကြောင့်တရေးစရာဖြစ်သူကိုဝေဖန်မှုတွေရှိလာခဲ့ပါတယ်ဖြူထွေးရဲ့နေထားနေဆိုရင်တကယ်တော်တဲ့တရေးစရာနဲ့လူကြိုက်များမဲ့တချင်းကိုရွေးချယ်ဝယ်ယူနိုင်တဲ့အခြေအနေမျိုးပါသူမအနေနဲ့ဘာကြောင့်ဒီလိုတချင်းကြီးကိုရွေးချယ်ပြီးတော့ကိုရိုင်းတချင်းလုပ်လေးဆိုတာပရိသတ်တွေကနားမလည်တိုင်းဖြစ်နေတာပါနောက်တစ်ချက်ကတော့သူမရဲ့တချင်းကအလှဝဲမင်္ဂလာဆောင်ပွဲတွေမှာဆိုဖို့သိစိတ်မပြေနိုင်တဲ့ကိုအားကိုဖို့စူးစမ်းခိုင်းတဲ့တချင်းမျိုးပါဖြူထွေးတီးဆိုထားတဲ့အဲ့တချင်းကဘသူ့ကိုမှ motivation မပေးနိုင်ခင်တီဆိုတဲ့သူကိုယ်တိုင်အိပ်ပျော်သွားနိုင်တဲ့တခြင်းမျိုးလေးဖြစ်နေရပါဒါကြောင့်ပရိသတ်တွေကတော့တရေးစရာဖြူဖြူထွေးကိုကျင်းထည့်လိုက်တာလားဖြူဖြူထွေးကပဲဂျင်းမန်တီတီကြီးနဲ့တီဆိုခဲ့တာလားဆိုတာကိုမိကုထုတ်နေကြပါရီပရိသတ်ကြီးတို့ကရောဖြူဖြူထွေးရဲ့ကိုပိုင်တခြင်းဖြစ်ထွက်ပေါ်လာတဲ့ဆက်လျှောက်ဆိုတဲ့တခြင်းပေါ်မမီတို့ရဲ့ထင်မြင်ကြလေးတွေကိုလည်းပေးခဲ့ပေးပါအောင်ရှင်ဗီဒီယိုလေးကိုစုံနေကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါရီနောက်နေ့ဒီမှာလည်းအတစ်တစ်သောသတင်းနဲ့တူပြန်လည်တွေ့ဆုံကြရအောင်ပါမြန်မာပြည်သူအပေါင်းကက်ကြီးသုံးပါပြီးမှကင်ဝေးကြပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ရဲ့ဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရနော်